တောက်တန်ချမ်းခန်းကြီး3ငါသားငါပေးသောတရားကိုမမေ့နှင့်ငါပညာတို့ကိုသေ၏နှလုံးဆောက်ရှောက်ပါစေအကြောင်းမူကားပညာတရားသည်အသက်တာရှည်သောကာလနိပေါင်းများကို၎င်းငြိမ်ဝှက်ခြင်းကို၎င်းတိုးပွားစေလိမ့်မည်ကရုဏာတရားနှင့်သစ္စာတရားကိုသေနှင့်မကွာစေနှင့်ထိုတရားတို့ကိုသေ၏လင်ဘေး၌ဆွဲထားလောနှလုံးအင်းစရေး၌ရေးသွင်းလောထိုသို့ပြုလျင်ဘုရားသခင်ရှေးလူတို့ရှေ့မှမျက်နှာရွာ၍ကျေးဇူးကိုခံရလိမ့်မည်ထာဝရဘုရားကိုစိတ်နှလုံးအကျွေးမဲ့ကိုးစားလောကိုညံကိုအမိမပြုတ်နှင့်သွားလျာရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလောတို့ပြုလျင်သင်၏လမ်းခီးတို့ကိုပဲ့ပြေတော်မူမည်ငါသည်ပညာရှိ၏ဟုကိုမထင်နှင့်ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လောတို့ပြုလျင်သင်၏အကျော်တို့သည်အာသန်၍အယိုးတို့သည်ခြင်စဉ်နှင့်ပြည့်စုံကြလိမ့်မည်သင်သည်ကိုယ်ဥစ္စာနှင့်အဦးသီးသောအသီးအနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လောတို့ပြုလျင်သင်၏စပကြီးတို့သည်ကျွယ်ဝ၍စပျစ်သီး200တစားတို့ကိုအသစ်သောစပျစ်ရည်ရှာလိမ့်မည်ငါသားထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ဘဲမနေနှင့်သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်နှင့်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏နှစ်သက်တော်မူသောသားကိုတတ်ခတ်တော်မူတတ်၏ဉာဏ်ပညာကိုရှာ၍ရသောသူသည်မင်္ဂလာရှိ၏အကြောင်းမူကားပညာကုန်သွယ်ခြင်းသည်ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏ပညာကုန်သွယ်၍ရသောအမြတ်လည်းရွှေစင်ထက်သာ၍ကောင်း၏ပညာသည်ပတ္တမြားထက်သာ၍အဖို့ထိုက်ပေ၏နှစ်သက်ဖွယ်သမျှသောအရာတို့သည်ထိုယတနာကိုမပြိုင်နိုင်ကြသူ၏လက်ရလက်နှင့်အသက်တာရှည်သောကာလလက်ဝဲလက်နှင့်စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏ပညာလန်းတို့သည်တာယာသောလမ်းပညာလန်းခီးရှိသည်များတို့သည်ငြိမ်ဝှက်လျက်ရှိကြ၏ပညာကိုကိုင်ဆွဲသောသူသည်အသက်ပေကိုရပြီးလက်မလွတ်သောသူသည်မင်္ဂလာရှိ၏ထာဝရဘုရားသည်ပညာတော်အပြင်မြေကြီးကိုတည်၍ဉာဏ်တော်အပြင်မိုးကောင်းကင်ကိုပြည့်စေတော်မူပြီးတိပ္ပံအတတ်တော်အပြင်နည်းနည်းသောအရာအကွဲ၍မိုးတိမ်မှလည်းနင်းရင်ကြတတ်၏ငါသာပညာယတနာနှင့်သမာဓိကိုသင်မျက်မှောက်မှမကွာစေဘဲအစဉ်စောင့်ရှောက်လောတို့ပြုလေထိုယတနာတို့သည်သေ၏ဝိညာဉ်နှင့်အသက်သေ၏လင်ဘေးနှင့်ကိုယ်အတရေဖြစ်လိမ့်မည်သေသည်ခီးသွားရာ၌ဘေးမရှိခြေမတိုက်မိဘဲသွားလိမ့်မည်အိတ်သောအခါကြောက်เสียမရှိရကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်လေမြသောဘေးနှင့်လူဆိုးတွေ့တတ်သောပစ္စည်းရာဘေးကိုကြောက်เสียမရှိရအကြောင်းမူကားထာဝရဘုရားသည်သင်ယုံကြည်ကိုးစားရာဖြစ်၍သင်၏ခြင်းကိုမကြောမိစေခြင်းငါဆောင်မတော်မူလိမ့်မည်ဂျေဇုကိုခံသိသောသူတို့အားဂျေဇုပြုရသောအခွင့်ရှိလျင်မပြုဘဲမနေနှင့်အိမ်နီးချင်းကိုပေးเสียရှိလျက်ပေသွားတော့တဖန်လာအုပ်တော့နှက်ဖြာမှငါပေးမည်ဟုမပြောနှင့်စိုးရိမ်ခြင်းမရှိဘဲတင့်အနားမှနေသောအိမ်နီးချင်း၌မကောင်းသောအကြံကိုမကြံနှင့်တင်၌အပြစ်မပြုသောသူကိုအကြောင်းမရှိဘဲရာမတွင်းနှင့်ညှင်းဆဲတတ်သောသူ၏စည်းစိမ်ကိုမတောင့်တနှင့်သူလိုက်သောလမ်းတစ်စုံတစ်ခုကိုမျှအလိုမရှိနှင့်အကြောင်းမူကားထာဝရဘုရားသည်သဘောကောက်သောသူတို့ကိုဆက်ဆုပ်ယူရှာတော်မူ၏ဖြောင့်မတ်သောသူတို့မူကားကိုယ်တော်နှင့်မိတ္တဟာယဖွဲ့ရသောအခွင့်ရှိကြ၏မတရားသောသူ၏နေရာသည်ထာဝရဘုရားကြိမ်တော်မူခြင်းကိုတွေ့တတ်၏တရားသောသူ၏နေရာကိုကကောင်းကြီးပေးတော်မူ၏အကယ်စင်စစ်ကဲ့ရဲ့တတ်သောသူတို့ကိုကဲ့ရဲ့တော်မူ၏စိတ်နှိမ်ချသောသူတို့အားကကျေးဇူးပြုတော်မူ၏ပညာရှိသောသူတို့သည်ဘုရားတရေကိုအမွေခံရ၍မိုက်သောသူတို့မူကအရှက်ကွဲခြင်းကိုထမ်းသွားရကြလိမ့်မည်